္ဂလာပါဒီပိန်းလေးကတော့ကျွန်တော်စီလာတာဆိုင်ကဆက်နှိုးမရလို့လာတာအင်ဂျင်ပူလို့ရှိရင်ဆိုင်ကနှိုးမရဘူးအင်ဂျင်အေးလို့ရှိရင်မိနစ်20လောက်နှိုးပြီးနှိုးကကျွန်တော်ပလန်မီတွေကျွန်တော်တို့ထွက်လာလို့ဆန်းကြပလန်မီတွေလည်းထွက်တယ်နောက်လို့ရှိရင်လိုင်းနေပိုင်းတွေလည်းကောင်းတယ်အဖိုင်ပိုင်းကကျွန်တော်တို့စီပန်းကသူကနှိုးပြီးတော့ရက်သွားတဲ့အချိန်လောက်ချင်းစီပန်းကမလဲတော့စီပန်းမလဲတော့ကျွန်တော်ချက်ဆော့ကပ်ပြုတ်ပြီးတော့တစ်ချက်စစ်ကြည့်လိုက်တယ်တို့စီဂိတ်စီပန်းမော်တာကျိုးသူဖြုတ်လိုက်တယ်ဖြုတ်ပြီးလို့ကျွန်တော်တို့ဒီကျိုးနှစ်ကျိုးကိုဖယ်လိုက်ဒီကျိုးနှစ်ကျိုးကကျွန်တော်တို့ကဒီလိမ်မော်နဲ့အစိမ်းနဲ့ကစိမ်းနဲ့ကကျွန်တော်တို့စီဂိတ်ပြောက်အတွက်အလုပ်လုပ်ပေးတာနောက်ပြီးလို့ရှိရင်ဒီအညူရောင်ကျိုးနဲ့အဝါရောင်ကျိုးကဘာအတွက်လုပ်လဲဆိုလို့ရှိရင်ဒီအညူရောင်ကျိုးကတော့ကျွန်တော်တို့တော့ဖွင့်တာနဲ့ engine stock ခလုတ်ဖွင့်လို့ဆိုလို့ရှိရင်ဒီတက်ကိုတွဲဖို့ရပါမယ်ကျွန်တော်တစ်ချက်ဆန်းပြမယ်နော်ဖွင့်ပါပြီဒါ engine stock ခလုတ်ကိုပိတ်ဖွင့်ဒါ engine stock ခလုတ်မှာဒီကိုရောက်တယ်မင်းရောက်တယ်ရိုင်းဒါတော့အဝါကျိုးကိုကျွန်တော်တို့ ECU ရတယ်မပို့စမ်းတာဒါကတော့ ECU ကလည်းရောက်တယ်ဘာလို့ engine stock ခလုတ်ကတည်းဒီတဲ့ကိုအပေါင်းတွဲဖို့ပြီးတယ်ပြီးတော့ကျွန်တော်တို့ဖြစ်တဲ့ပြဿနာကတော့ကျွန်တော်တို့စီဘက်မော်တာပဲဖြစ်တော့တာသူကဒီအညူကျိုးကတော့သူကဘယ်လိုလုပ်တယ်လဲဆိုလို့ရှိရင်မီးဘယ်လိုရောက်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တော့ဖွင့်တာနဲ့ကျွန်တော် engine stock ခလုတ်ဖွင့်လိုက်တာနဲ့ဒီတဲ့ကိုအပေါင်းတွဲဖို့ရောက်ပါမယ် engine stock ခလုတ်ပိတ်လို့ရှိရင်တွဲဖို့မရောက်ပါဘူးဒီအဝါကြတော့ကျွန်တော်တို့ ECU ကတည်းလာတယ် ECU ကတည်းလာဖို့အတွက်ကျွန်တော်တို့ CKB စင်ဆာတွေခိုင်းတန်လိုက်တုံးတွေကောင်းကကြမှာကျွန်တော်တို့ဒီတဲ့ကိုနှိုးရောက်တယ်ဖြစ်တဲ့အဲ့ဒါဘယ်လိုဖြစ်တယ်လဲဆိုလို့ရှိရင်ဆိုင်ကအင်ဂျင်အေးလို့ရှိရင်လုံးဝအကောင်ပန့်နေလဲကုန်လေတယ်နှုတ်ကလွယ်တယ်အင်ဂျင်ပူလို့ရှိရင်ဒူလုံးထိုးရအတွက်ပြီးတော့ကျွန်တော်အင်ဂျင်အေးလို့ရှိရင်တော့နှုတ်ကလွယ်တော့အဲ့လိုဖြစ်တယ်နော်အားလုံးပညာရရှိနိုင်ကြပါစေကျွန်တော်ပြောမှဆိုမှရှိလို့ရှိရင်လည်းဆက်ဆက်ရတောင်းပန်ပါတယ်ကြိုးစားနေရတယ်